ကျွန်တော်ဒီနေ့စောမယ်ဒီ workout ကတော့တင်ရှိုးတာပေါ့နော်ရှိုးတာနဲ့ထိုင်တာတော့စောခင်မှာဒါ1 up လေးလုပ်တာပေါ့ပထမဆုံးကတော့ဒီရှူမယ်လေမိုးထုံမယ်ဒီ breathing band ကပိုရေးကြည့်တယ်ညှစ်ပြီးတော့စောရင်နော်ပိုကောင်းတယ်မာဆယ်အတွက်ဒီရှူမယ်ဒီမိုးထုံမယ်နှာခေါင်းရှူပြီးတော့ပါးစပ်မိုးထုံမှာပေါ့နော်လုံးဝစိတ်ကိုလျှော့တာခါလေးကိုရင်ဘတ်လေးကိုခေါ်တာโอเคဒါကကျွန်တော်1 up လုပ်တာဒါကဒီရှူတာထဲမှာတော့1 up ထည့်ပြီးတော့စော့တာပေါ့1ဒီရှူမယ်အဓိကလေးရှူတဲ့ဟာပေါ့နော်ခါလေးကိုခေါ်တာရေးစေးပဲလုံးဝ relax ပဲဖြည်းဖြည်းပဲเนาะဝုန်းနေမလို့မဆယ်ညှစ်ရှူတာရဲ့ညှစ်အားနေတာအာယုံ focus ကိုထားတာပဲเนาะဟောစေးပဲဆွဲမယ်โอเคဒီရှူတာထဲမှာတော့ကျွန်တော်ဒီ1 up ကိုတော်တော်လေးကိုသဘောကျတော်တော်လေးမိုက်တယ်မိတ်ဆွေကြီးလိုက်စော်လို့ရတာပေါ့နော်ကစားသက်3လလောက်ပေါ့နော်ဟိုဒီစော့သက်တွေပါရင်းနေလို့ဆိုရင်ဒါစော့ရင်ပိုမိုက်အဲ့လိုပဲစော့တာပိုကောင်းကျွန်တော်15ချိန်3ကြောလောက်သွားနောက်တစ်မျိုးထက်လာသေးတယ်နောက်တစ်မျိုးပြနောက်တစ်မျိုးနည်းတော့ခတ်သွားတယ်လာတယ်ပြန်တက်တယ်ပြန်ချတယ်ပြန်လာတယ်1နောက်တစ်မျိုးကလည်းဆန်းလာလည်းလုပ်ကြည့်မယ်yes 3ရှူတာကြီးတွေလုံးလာတယ်ရှယ်ကြီးဖြစ်လာတယ်ကစားပြီးညှစ်တာပူကောင်းတယ်မာဆယ်အတွက်ပူကြီးတာပေါ့နော်သူကတော့ training ပြန်စတာတော့2 ပတ်လောက်ပဲရှိ2 week ပဲရှိတယ်ငါarm dumbbell raise ပေါ့နော်ရှူတာအတွက်မိုက်တော်လေးကိုရည်ကြည့်ရတဲ့မှာပါတယ်ကောခါလေးနည်းနည်းလေးဆောင်းတာပေါ့နော်စဆွဲဒီကောင်လေးဒီလိုလေးကင်တာဒါလေးအားဝင်ဒီဘက် dumbbell ပေါ့နော်ဒီဆွဲမဲ့အားလဲဒီဘက်လက်မှာ dumbbell ကင်ထားတဲ့လက်မှာအားထည့်မယ်အာယုံစိုက်မယ်ဒီရှူမယ်1ပုံမှာ2 second လောက်ညှစ်မယ်နော်1 2ကိုရအောင် breathing လုပ်မယ်ဒီရှူမယ်ပြီးရင်ပြန်မို့တော့ဒီရှူမယ်ဒီမို့ထုတ်မယ်2 second ညှစ်မယ်1 2 1 2ညှစ်မယ်1 2ချ2 second ညှစ်မှာပိုကောင်းတာပေါ့နော်ဒီရှူတာတွေလုံးလာမယ်ကြီးလာမယ်ရှယ်ဖြစ်လာဒါပေမဲ့စားတော့တွေမမှန်ဘူးအေးကြီးတွေမမှန်ဘူးဆိုတော့ဒါတွေကလုံးလည်းမလုံးတော့ကြည်တယ် plus ပေါ့နော်ရှူတာထဲမှာကျွန်တော်အကြိုက်ဆုံးကစားတွေကျွန်တော်အကြိုက်ဆုံးပဲကျွန်တော်အကြိုက်ဆုံးကစားတွေပေါ့နော်အဲဒီကစားတွေကဒါ beginner သမားတွေလည်းဆွဲလို့ရတယ်စော်လို့ရတယ်ပေါ့နော်ကဲစမယ်ကျွန်တော်ဒီကောင်လေးကိုတကောင်လေးကိုရှည်နေထုတ်ထားမယ်စမယ်โอเคရေရှူမယ်လေမထုတ်မယ်ရေရှူမယ်လေမထုတ်မယ်ရေရှူမယ်လေမထုတ်မယ်3အစေးပဲလုံးဝစိတ်ကိုလျှော့ထားမှာပေါ့မာဆယ်ကိုညှစ်ပြီးတော့ focus ကိုထားပြီးတော့စော့မယ်အဓိကအချိန်ကြော့ရေးမရှိဘူးအဓိကညှစ်ပြီးစော့ဖို့ရေးကြည့်တယ်ပေါ့နော်ကဲဒါပြီအဓိကမာဆယ်ကို focus ထားပြီးတော့ဒီဟာလေးရှိုးတာအာရုံစိုက်ပြီးတော့ပေါ့နော်လုံးဝခစီစီအလေးနဲ့အမှန်ကန်ကျုံးမှာရှိုးတာကြီးတွေကြီးတာမယ်နောက်တစ်ခုက diet နဲ့ sleeping time ကရည်ကြည့်တယ်အဲ့ဒီဟာတွေမှန်မှာပဲဒီမာဆယ်တွေဘာတွေကကြီးလာကဲကစားပြီးရင်တော့ကြီးတဲ့အတိုင်းပဲဘယ်လိုမျိုးလုပ်ပြရတယ်မာဆယ်ကိုညှစ်ပေးရမယ် cavalry ရဲ့ deadline ကိုကျွန်တော်ဆွဲပြမှာဖြစ်တယ်အဓိကဒီကောင်ချိန်နဲ့ point ပေါ့နော်ကိုယ့်ရဲ့ကိုမူတည်ပြီးတော့ချိန်ရတာပေါ့ဆိုတော့နံပါတ်7လောက်ဆိုရင်ကျွန်တော်အဆင်ပြေပြီနံပါတ်7လောက်ဆိုရင်အဲဆိုကျွန်တော်လည်းဒါကွက်တီပဲအရင်နဲ့ဆိုကျွန်တော်ကွက်တီပဲဆွဲရတာအဆင်ပြေတာပေါ့နော်ဒီကောင်တော့ဒီကတော့ခုနပြောသလိုပဲညှစ်အားနဲ့ဆွဲရမှာပေါ့နော်ကိုနိုင်တဲ့လောက်လေး weight လေးနဲ့ပေါ့နော်အဲ့ဒီကောင်လေးနဲ့ဒါဆွဲမှာဖြစ်တယ်ပေါ့နော်ကဲစဆွဲပြီနော်စဆွဲရင်ကျွန်တော်တို့ဆွဲတာတော့တရောင်လေးကိုနည်းနည်းလေးကွေးထားတယ်သုံးပုံမှာတစ်ပုံပေါ့နော်ကဲစားတယ်ခါလေးကိုကော်တယ်
ဒီကောင်ကိုဒီတိုင်းပဲဒီကောင်အောက်မကျဘူးဒီကောင်ဒီတိုင်းပဲ1ဖြည်းဖြည်းပဲဖြည်းဖြည်းပြန်ကြမယ်2 okay focus ထားတယ်ပြန်ဆွဲတယ်3ဖြည်းဖြည်းပြန်သွားတယ်4 okay the 5ရှုမယ်နေမထုတ်မယ်6 okay အဲ့လိုလေးပေါ့နော်ညှစ်အားဆွဲအားထိန်းအားနဲ့အဲ့လိုသွားတော့ပိုကောင်းတာပေါ့နော်ဒီဆွဲအားဒီမှာ rear depth line ဒီ rear depth line ပေါ့နော် rear depth တွေကြီးလာဖို့တို့ပေါ့နော်အဲ့ဒီကောင်အတွက်ဒါကတော့ဒီဆက်ရတယ်ဒီဟာရတယ်ကျွန်တော်ကြိုက်တယ်လေ့ကျင့်ခန်းထဲမှာရှူတာထဲမှာပေါ့နော်